မြန်မာပရိသတ်တွေအားပေးမှုအများဆုံးတိုက်ခိုက်ရေးဖိုက်တာ3ဦးတိုက်ခိုက်ရေးလောကမှာမြန်မာပရိသတ်တွေတဲတဲလုံးကြိုက်တာဆိုလို့ဟိုတုန်းကဆိုရင်တွေးမရှောင်တို့စိုးလင်းဦးတို့နဲ့ထွန်းထွန်းမင်းတို့စတဲ့ဖိုက်တာတွေပဲရှိပါတယ်ဒါပေမဲ့အခုလက်ရှိမှာတော့ခေတ်ကလည်းတိုးတက်လာတဲ့အမျှ MMA ဖိုက်တာတွေကလည်းပေါ်ထွက်လာတော့မြန်မာပရိသတ်တွေကလည်း MMA ဖိုက်တာတွေထဲကနေထွန်းပေါက်ခဲ့တဲ့အောင်လာအန်ဆန်တို့လိုဖိုက်တာမျိုးတွေကိုအသေးအတန်အားပေးကြပါတယ်ရိုးရာနဲ့တဆင့်မြင့်သွားတဲ့ခေတ်မှာဒီဖိုက်တာ3ယောက်ကတော့မြန်မာပရိသတ်တွေထာဝရတဲကြီးကြိုက်ဖိုက်တာတွေပဲဖြစ်ပါတယ်။နံပါတ်1 One Champion ရှေ့ရဲ့ဝိတ်တန်းနှစ်ခုချန်ပီယံဟောင်းအောင်လာအန်ဆန်အောင်လာအန်ဆန်ကတော့မြန်မာပြည်အတွက် MMA ကစားနည်းကိုစတင်မိတ်ဆက်ပေးတဲ့သူဆိုရင်လည်းမမှားပါဘူး။တိုင်းတစ်ပါးမှာနိုင်ငံသားခံယူပြီးပေမဲ့လည်းကိုတိုင်းပြည်ကိုမမေ့တဲ့အောင်လာအန်ဆန်ကတခေတ်တစ်ခါတုန်းက One Champion မှာစံပြဖိုက်တာအဖြစ်အတော်လေးကိုကောင်းခဲ့တဲ့ဖိုက်တာတူပါ။ One Champion ရှေ့ MMA မှာအောင်လာအန်ဆန်ကဝိတ်တန်းအလိုက်အတော်လေးကိုကြမ်းလွန်ခဲ့ပြီးဝိတ်တန်းနှစ်ခုရဲ့ချန်ပီယံဖြစ်တဲ့အထိတောင်အောင်မြင်ခဲ့တာပါ။ဒါမျိုးအနေထားကတော်ရုံရည်ချင်းနဲ့မရပါဘူး။ရေကန်မြေကန်တွေကသူ့ရဲ့အောင်မြင်မှုလမ်းကြောင်းမှာအထောက်အပံ့ဖြစ်ခဲ့တယ်ဆိုပေမဲ့အောင်လာဆန်ကိုယ်တိုင်ကလည်းမကြိုးစားခဲ့ရင်အခုလိုတမိုင်းတွင်နေမှာမဟုတ်ပါဘူး။ဒါကြောင့်အောင်လာဆန်ကမြန်မာပြည်တိုက်ခိုက်ရေးလောကမှာဆိုရင်တခြားသောဖိုက်တာတွေအားလုံးထက်ပရိသတ်တွေရဲ့အချစ်ကိုပိုရထားတဲ့သူတူဖြစ်ပါတယ်။နံပါတ်2မြန်မာသမိုင်းရဲ့ပထမဦးဆုံး UFC ချန်ပီယံ Joshua Van ချင်းတိုင်းရင်းသားလေးကတော့ဒုက္ခသည်အဖြစ်ကနေပြင်းထန်တဲ့ကြိုးစားမှုတွေနဲ့ကျေးဇူးတည်တတ်မှုတွေကြောင့်ကဘာကျော်ခဲ့ပြီပဲဖြစ်ပါတယ်။ Joshua Van ကအခုလက်ရှိသူ့ဝိတ်တန်းမှာတော်တော်ကိုကောင်းလွန်နေတာဖြစ်ပြီး UFC လိုကမ္ဘာအဖွဲ့အစည်းမျိုးမှာ Flyweight တန်းရဲ့ချန်ပီယံကဘာကျော်ဖိုက်တာတယောက်အဖြစ်နဲ့မင်းမှုနေတာပါ။အသက်ငယ်လုံးတဲ့ Joshua Van ကတည်ငြိမ်လုံးပြီးဘဝနာတဲ့အတွက်ရေကုန်ရေကန်စူးစမ်းခဲ့တာပါ။လက်ရှိမှာလည်းစူးစမ်းနေသေးဖြစ်ပြီးတစ်ပင်တစ်ပင်ကောင်ငှက်တစ်တောင်းနားလို့ရတယ်ဆိုတဲ့ပုံစံမျိုးကိုသူကပဲခတ်ခဲနေတဲ့သူ့မိသားစုအတွက်အကောင့်ထဲဖော်သွားခဲ့တာပါ။ဒါကြောင့်မြန်မာဖိုက်တာတွေထဲမှာဆိုရင်အောင်လာဆန်ကအရင်ဆုံးကဘာကျော်ဖိုက်တာအဖြစ်နဲ့မြန်မာကုံဆောင်ပြခဲ့တာဖြစ်ပြီး Joshua Van ကလည်း UFC လိုနေရာမျိုးမှာတော့ကဘာကျော်ဖိုက်တာ UFC ချန်ပီယံအဖြစ်နဲ့စွမ်းဆောင်ပြလိုက်တော့မြန်မာတွေကလည်းကဘာအလယ်မှာမျက်နှာပွင့်သွားတော့တာပါပဲကိုရီထက်အဆအဆရရတာတဲ့ထိုင်းလူမျိုးတွေထဲမှာတော့ကဘာကျော်ဖိုက်တာဆိုတာမရှိပါဘူးဒါကြောင့် Joshua Van ရဲ့ကြိုးစားမှုတွေကသူ့အတွက်တင်မကပဲတိုင်းပြည်နယ်လူမျိုးကိုပါကဘာအလယ်မှာခမ်းနားစေခဲ့ပါတယ်နံပါတ်3ဖိုက်တာကတော့ဒေဝပဲဖြစ်ပါတယ်ဒေဝကတော့နိုင်ငံသားဖြစ်နေတာတော့ဂျိုးရလက်ဝိတ်ကိုအသက်နဲ့အမျှချစ်လွန်းသူတူပါသူ့အနေထားနဲ့ဆိုရင်ကြိုက်တဲ့နိုင်ငံမှာကြိုက်တဲ့ကစားနည်းကိုတွားကစားလို့ရပေမဲ့မြန်မာပြည်ကိုပဲလာပြီးဂျိုးရအောင်မြန်တို့ကဂျိုးရမှာအကောင်းဆုံးဖိုက်တာအဖြစ်နဲ့စူးစမ်းပြသွားပုံကအတော်ကိုချစ်စရာကောင်းပါတယ်သူ့ရဲ့အကောင်းဆုံးအချိန်မှာအဲ့ဒီချိန်တုန်းကမြန်မာပြည်ရဲ့အကောင်းဆုံးဖိုက်တာဖြစ်တဲ့ထွန်းထွန်းမင်းကိုအနိုင်ယူပြခဲ့ပြီးဂျိုးရမှာမင်းမှုနေခဲ့တာဆိုရင်အခုချိန်ထိပဲဖြစ်ပါတယ်နောက်ပြီးတကယ်ချင်းမြတ်လို့ပြီးလဲဂျိုးရကိုတိုးတက်အောင်နေ့စဉ်နဲ့မျှတစ်ဖက်တစ်လမ်းကနေအဆင့်တွေမြင့်တင်ပေးနေတာပါနိုင်ငံရချမ်းမှာမွေးဖွားခဲ့ပေမဲ့မြမသွေးအပြည့်စီးဆင်းနေတဲ့မြမလူမျိုးတယောက်အတိုင်းဒေဝကလက်ရှိမှာနေထိုင်နေတာဖြစ်ပါတယ်ပရိသတ်တွေကလည်းဒေဝဆိုရင်ကိုဂျိုးရရဲ့ဘရင်အဖြစ်နဲ့ကိုတတ်မှတ်ထားလိုက်ကြတာပါအခုချိန်ထိလည်းသူ့ကိုရှင်နိုင်တဲ့သူကမရှိသေးပါဘူးအောင်မြင်မှုတွေဆိုရင်လည်းသမိုင်းမှာမှတ်ကြောက်တင်ရမယ့်အထီကိုများပြားလုံးပါတယ်ပရိသတ်တို့ရောဒီဖိုက်တာတွေထဲမှာဘသူကိုအကြိုက်ဆုံးဖြစ်မလဲဆိုတာလည်းမှတ်ချက်ပေးခဲ့ကြပါအောင်အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ